မြင်တွေ့နေရတဲ့ဗီဒီယိုတွေကအကြောင်းအရာအလုံးကုန်မှထူးခြားတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်အားလုံးသိကြတဲ့အတိုင်းလက်လုံးမှာအရန်ကိုနာမည်ကြီးနေတဲ့စကိုင်းကဘလူးမှအကြောင်းအရာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတကယ်ကိုပဲနောက်ွယ်မှာဆက်ပြီးတွေးတောစရာတွေများစွာရှိပါတယ်။ဒါကြောင့်လည်းကျွန်တော်ကြည့်ရှုနေကြတဲ့ဗီဒီယိုတွေ knowledge sharing ကိုကြည့်ရပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးလိုက်ပါတယ်။ဆိုတော့ထုံးစံအတိုင်းပဲဗီဒီယိုလေးကိုကျွန်တော်အတူကြည့်မယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးအောင်။ဆိုတော့ကြည့်လိုက်ရအောင်။စိတ်သွားတိုင်းကိုပါလူရဆန္ဒကြီးပါစေ။ပရောဂရမ်ပွားများအထုနိုင်ကြပါစေ။ကျွန်မပြောမှာကတော့စကိုင်းကဘလူးမရဲ့အကြောင်းတအားကိုစိတ်ဝင်စားလွန်းလို့စကိုင်းဝက်လက်ဖက်မှာတဲ့ဘလူးမငါဘလူးတောက်ဆွရကောင်းလိုက်တာအဲ့ဘလူးကတဲ့သူက22နှစ်ရှိပြီတဲ့ဘလူးရဲ့သူ့ရဲ့ညီမလေးက19နှစ်တဲ့သူကလည်းမိန်းကလေးပဲနော်သူ့ရဲ့မောင်လေးက2နှစ်တဲ့သူတို့ကတောင်ရအလုပ်တွေလုပ်တဲ့အတွက်သူတို့အမေအဖေတွေကစိတ်ကြောင်းခိုင်းတော့စိတ်တွေသွားကြောင်းတဲ့အခါမှာကိုစိတ်တွေကိုစားပလိုက်တယ်တဲ့နှစ်ကောင်လောက်ကိုစားလိုက်တယ်တဲ့စဉ်းစားကောင်းအေးနဲ့သူ့မောင်လေးကအော်လဲအော်အဲ့နှစ်ကလေးကအော်လဲအော်အဲ့ဒီကလေးကိုစားပလိုက်တာခြေတော့နှစ်ချောင်းပဲကြံတော့တယ်ခြေတော့နှစ်ချောင်းပဲကြံတော့တယ်တနေ့ထဲမှာစားလိုက်တာအဲ့ဒီအချိန်မှာသူ့အမေအဖေတွေမြင်လဲမြင်ရောသူ့ကိုဝိုင်းဝဲပြီးတော့သက်ဆိုင်ရတဲ့တိုက်မယ်ဆိုလဲဆိုတော့သူကထွက်ပြေးသွားတယ်အဲ့နာရွာတယောက်ထွက်ပြေးသွားတယ်တဲ့အဲ့ဒီရွာတယောက်ကိုထွက်ပြေးတဲ့အချိန်မှာပဲအဲ့ဒီရွာမှာရှိတဲ့ကလေးလေးတယောက်ကဆက်ပြီးစားပလိုက်တယ်တဲ့လူသားမာတယ်နော်အသားတွေမာတယ်နော်22နှစ်နဲ့စားနိုင်တယ်ဆိုတာတော်တော်တွေးကောင်းနေတာပေါ့ဆိုတော့ပြောချင်တာကအာလာဝကဆိုကျမတို့ငယ်ငယ်တုန်းကဖြစ်ခဲ့တဲ့အာလာဝကဟာလူသားစားတဲ့အာလာဝကတို့ကြားမှုတယ်မဟုတ်လားဟမ်ဥလာဘတို့ဆိုတာလေးတော့ရှိခဲ့တာတော့မှပဲလက်တွေ့ကြားကမဖြေရှင်းနိုင်ခဲ့ဘူးခုမိန်းကလေးလည်းဖြစ်တယ်အသက်22နှစ်ဖြစ်တယ်ဆိုတော့မွေးအတင်ခြေတဲကသူဒီဘလူးမှန်ခဲ့ရင်အဲ့ဒီရွာမှာမထားတဲ့သူအဲ့ဒီမြို့မှာလည်းထားစရာအကြောင်းမရှိဘူးတေးသေးချပြောမယ်နားထောင်မီးတွင်းထဲမှာဘလူးလေးမွေးတယ်လို့ပြောရင်တောင်မှပဲအစွမ်းတစ်ခုကြီးနဲ့ထွက်လာတာဒီလိုတဲ့တစ်ခုနဲ့ဘလူးလေးမွေးတယ်ဆိုရင်ရွာကလုံးဝလက်မခံဘူးအဲ့ဒီမှာမိဖွားပေးတဲ့သူကိုနှိုက်ကိုကလည်းဖြည့်ရှင်းခိုင်းတယ်မထားဘူးအရှင်မထားဘူးရုပ်ရှင်ကားတွေလည်းရှိတယ်လေသူ့ကိုတုတ်တင်ရှင်းလင်းရင်တောင်မှပဲခေါင်းကတက်လက်နှစ်ဖက်ကတောင်နဲ့မြောင်နဲ့ခြေထောက်နှစ်ဖက်ကအရှင်းနဲ့အနောက်နဲ့ခန္ဓာကိုယ်ကိုဖြတ်ပလိုက်ရတာအဲ့ဒါမွေးချင်းတောင်မှအဲ့ဘလူးမျိုးဟုတ်တယ်နော်ဒီလိုမျိုးအသက်22နှစ်အရွယ်ရောက်နေတဲ့ဘလူးမတယောက်ကိုကြံတဲ့သူတွေကနှစ်ပေါင်းများစွာဘာဖြစ်လို့ထားတာလဲအလှကြည့်နေတာလားစပွဲပေါ်ကကြည်ကောင်းနေတဲ့အလုပ်ကလေးမလို့လားအယုတ်ကလေးမလို့လားအဲ့ဒါဆိုရင်ကြံတဲ့သူတွေအတွက်ကအများကြီးအန္တရာယ်ရှိတာပေါ့သူဘယ်သွားလို့သွားမှန်းမသိဘယ်လာလို့လာမှန်းမသိဆိုလို့ရှိရင်အကုန်လုံးကကြောက်လန့်စိတ်တွေနဲ့အကုန်လုံးစိတ်ညစ်ရမှာရှင်းနေတော့အဲ့ဒီအတွက်ကိုလက်ရှိဒီဘလူးမသည်ရှိနေတဲ့ရွာရှိနေတဲ့မြို့ဆိုရင်သက်ဆိုင်ရာကိုဖုံးဆက်ပြီးတော့အကြောင်းကြားပေးပါတိတိကျကျတွေ့တယ်ဆိုတော့ကျမပြောနေတဲ့အချိန်မှာ file နဲ့ဓာတ်ပုံရိုက်ပြီးတော့ပို့ပေးပါအဲ့ဒါလေးပြောချင်လို့ Okay ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတော်လေးကိုပြောမယ်ဆိုရင်တော့ကြားလိုက်ရတဲ့သတင်းကတကယ်ဒါပေါ့နော်အခုဒီဗီဒီယိုတွေကအမပြောသလိုဘလူးမအစ်စ်တာဆိုရင်တော့တော်လေးကြောချမ်းစရာပဲပြီးတော့အဲ့ဒီပတ်ဝန်းကျင်အတွက်လည်းစိုးရိမ်စရာကောင်းတယ်။ဘာကြောင့်လဲဆိုတော့ဒီရောက်ရဲ့ one bite ထဲမှာနော်ဘလူးတစ်ယောက်ကလာပြီးတော့အကြောင်းမျိုးစုံပေါ့ဗျာအကြောင်းမျိုးစုံကြောင့်ရှေ့ဘဝအတိတ်ခံကြောင့်လာပြီးတော့ဝင်စားတာမျိုးလေဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့အဲ့လိုအခြေအနေမှာမုံမွေးချင်းခုနအမပြောသလိုပါမုံမွေးချင်းဒါဘလူးပါဆိုတာရောမသိနိုင်ဘူးလားဆိုတော့ဘလူးတစ်ယောက်ကိုမွေးလာပြီဆိုရင်သူ့ရဲ့ကိုရင်ကလက္ခဏာမှာတစ်ခုခုထူးခြားတာတွေကပါမှာပဲဗျာနော်ပါမှာပဲဘာကြောင့်လဲဆိုတော့သူကတာမန်လူမဟုတ်လို့ပဲတာမန်လူနဲ့ဘလူးနဲ့ကွဲကိုကွဲတယ်တာမန်လူတွေကမျက်တောင်ကတ်တယ်ဘလူးကမျက်တောင်မကတ်ဘူးဘလူးကမျက်တောင်မကတ်ဘူးအဲ့တော့တခုကျွန်တော်တို့ဒီဗီဒီယိုတွေကဘလူးမကတကယ်ပဲမျက်တောင်ကတ်လားမကတ်ဘူးလားဒီပတ်ဝန်းကျင်မှာရှိတဲ့လူတွေကသူနဲ့ပြောမယ်သူကအသက်22နှစ်ကြာမှလူသားစားတာဆိုတော့အရှိကကျွန်တော်တို့22နှစ်ပတ်ဝန်းကျင်လောက်ကတငယ်ချင်းပေါင်းတင်းတော့ရှိမှာပဲ။နော်ဘလူးမန်မတိသေးတဲ့အချိန်မှာပေါ့နော်ကျွန်တော်စဉ်းစားကြည့်တာ။အဲ့တော့သူ့ရဲ့တငယ်ချင်းပေါင်းတင်းတွေကသူ့ကိုဘလူးမန်မတိကြဘူးလား။သူက22နှစ်မှာထပြီးတော့စိတ်ကိုစားတယ်ပြီးတော့သူ့ရဲ့မောင်လေးကိုစားတယ်ဆိုတော့အဲ့ဒီအရှိမှာသူကလုံးဝလူရောင်ဆောင်ပြီးတော့နော်လူတွေမရိပ်မိအောင်နေနေတာလား။ဒါကျွန်တော်မေးစရာရှိတယ်တွေးစရာရှိတယ်အဲ့တော့အဲ့လိုနေမယ်ဆိုရင်လည်းလိုပဲနေထူးခြားတဲ့အချက်ကရှိကိုရှိနေတယ်ဘလူးဖြစ်နေတဲ့အတွက်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲသူသားတကယ်သာဘလူးဆိုရင်မျက်လုံးကနီယိုနေလိမ့်မယ်တာမန်ကျွန်တော်တို့လက်ရှိကျွန်တော်တို့တာမန်လူတွေဆိုအဖြူနဲ့အမဲဟုတ်တယ်မလားဒါမျိုးရှိတယ်ဒါပေမဲ့သူတို့ရဲ့မျက်လုံးအိမ်ကကျတော့အဲ့လိုမဟုတ်ဘူး
ဘလူးဆိုမျက်လုံးကနီယိုနီတယ်နောက်တစ်ချက်ကကျွန်တော်တို့အရေးမထင်ကျွန်တော်တို့ရဲ့လူသားတွေဆိုရင်ဟလာကျွန်တော်တို့အရေးထင်တယ်ဒါပေမဲ့ဘလူးကကျတော့အဲ့လိုရဲ့ခန္ဓာကိုယ်ကအရေးမကြောက်နောက်တစ်ချက်ကသူတို့ကတာမန်လူတွေထက်ကိုခွန်အားပလာကြီးပါတယ်နော်ခွန်အားပလာကြီးပါတယ်ဆိုတော့ဒီအချက်တွေကဒီ main ကလေးမှာခုနဘလူးလို့ပြောတဲ့အသက်22နှစ်အရွယ် main ကလေးမှာလွန်ခဲ့တဲ့22နှစ်လောက်တုန်းကအဲ့ဒီအချက်လက်တွေမိသားစုဝင်တွေကပဲဖြစ်စေသူ့ရဲ့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကပဲဖြစ်စေဘလူးဆိုတဲ့အချက်လက်အနှဲငယ်ကိုမတွေ့ခဲ့ဘူးလားဒါမေးစရာရှိတယ်နော်မေးစရာရှိတယ်ဥပမာအဆွဲမွေးကလေးကခုနအမပြောသလိုအဆွဲပါလာတယ်ဟုတ်လားနော်အဆွဲနှစ်ပတ်ထွက်လာတယ်အေးရစီအခါတည်းကတို့ပြက်သွားတဲ့2နှစ်3နှစ်အဝင်းကြီးအရွယ်လောက်တည်းကသားစိမ်း5စိမ်းတွေ့တာနဲ့စားခြင်းတောက်ခြင်းပဲနော်ဒါထူးခြားတဲ့အချက်တွေလေပြီးခွန်အားပလာရာမှာကြီးထွားတာမျိုးနော်မိန်းကလေးဆိုပေမဲ့လည်းကျွန်တော်တို့ဘလူးဖြစ်နေတယ်ဆိုရင်အားအရာမှာတော်တော်လေးကိုအားရှိတယ်အခြေအနေရှိတယ်တာမန်မိန်းကလေးနဲ့မတူတော့ဘလူးမှဖြစ်နေတဲ့အတွက်ကိုအားကိုရှိတယ်နော်နောက်တစ်ချက်ကဘလူးရဲ့အဆင့်တန်း level ရလည်းရှိသေးတယ်ကျွန်တော်တို့သိရသလောက်ဆိုဘလူးမှာဟလာကျွန်တော်တို့ပြောမယ်ဆို higher blue ပေါ့ဗျာအဲ့လိုပဲပြောလိုက်တော့လွယ်အောင်နားလဲလွယ်အောင်ပြောမယ်ဆိုတကူကြီးရဲ့ blue တွေဒါကျွန်တော်တို့ပရားတီမာတွေဆိုလဲကျွန်တော်တို့ blue ရုပ်ကြီးတချို့ပရားတွေမှာတွေ့ဘူးမှာပါဆိုတော့အဲ့ဒါဘာကြောင့်ထားတာလဲဆိုတော့တကယ်ကိုပြောမယ်ဆိုရင်ပုံတကူဒီတကူအာနိတွေနဲ့တီးဝနေတဲ့ blue တွေအဲ့ဒီ blue ရုပ်တွေကိုထားခြင်းအပြင်မကောင်းဆိုးရတွေပါမလာနိုင်ဘူးပေါ့ဗျာဟန်တာတဲ့သဘောမျိုးပေါ့အဲ့လိုမျိုးထားကြတာရှိတယ်ဒါကြောင့်ပြောမှဆိုရင်ဘလူးမှာကိုရောင်ဖြောင်းနိုင်တယ်အဲ့ဒါတကိုးရှိတဲ့ဘလူးပေါ့ကိုရောင်ဖြောင်းနိုင်တယ်ပြီးလေးပေါ်ပြန်နိုင်တယ်ဟဲ့လားပြီးကျွန်တော်လူအတွင်းတရံကိုတို့ကရုပ်ပြောင်းရုပ်တွေလုံနိုင်တယ်ဒါတွေကပြောမှတကိုးရှိတဲ့ဘလူးတွေဒါပေမဲ့တစ်ခုရှိတာကလူသားစားတဲ့ရုပ်ရင်းကြမ်းတမ်းတဲ့ပြောမှဆိုရင်တကိုး80%မရှိတဲ့ဘလူးတွေကကြတော့အဲ့လိုမဟုတ်သူတို့ကကြတော့ဒီလိုသားစိမ်း5စိမ်းလူသားဒါမျိုးတွေကိုသူကစားခြင်းတောက်ခြင်းခွန်အားအရာမှာလည်းခုနပြောအားကောင်းမောင်းတန်ရှိတယ်သို့တော်သူကလေပေါ်လည်းပြန်လို့မရအောင်နော်ကိုရောင်လည်းဖျောက်လို့မရအောင်ရုပ်လည်းရုပ်ပြောင်းရုပ်လွယ်လည်းလုံးလို့မရအောင်ဆိုတော့ပြောချင်တာကဘလူးမှလည်းသူ့အစင်တန်းနဲ့သူရှိတယ်လက်ရှိကျွန်တော်တို့ခုနကအမပြောတဲ့စကိုင်းကဘလူးအသက်22နှစ်အရွယ်ဘလူးမှကဘယ်အစင်တန်းထဲမှာပါတာလဲပြီးတော့လက်ရှိမှာထွက်ပြေးသွားတယ်လို့သိရတယ်ပေါ့နော်ထွက်ပြေးသွားရဲဆိုကိုရောင်ဖျောက်ပြီးထွက်ပြေးသွားတာကိုရောင်ဖျောက်ပြီးထွက်ပြေးသွားရဲဆိုတာပြောမယ်တကိုး80%ရှိတယ်ဘလူးဖြစ်သွားပြီနော်ဒါပေမဲ့ကိုရောင်ဖြောက်ပြီးထွက်ပြေးတာမဟုတ်ဒီတိုင်းထွက်ပြေးသွားတယ်ဆိုရင်တော့ခုနပြောသလိုပဲlevel နှိမ့်နဲ့ဘလူးပေါ့ဗျာအဆင့်တန်းနှိမ့်နဲ့ဘလူးဒါပေမဲ့အဲ့ဒီအဆင့်တန်းနှိမ့်နဲ့ဘလူးတွေကပဲလူရဲ့အသွေးအသားတွေကိုစားတာဖြစ်တယ်ဒီအချိန်ကျမှဘာဖြစ်လို့စားတာလဲဆိုတော့နောက်တဲ့မိကုန်းတစ်ခုဝင်လာပြန်နော်နောက်တဲ့မိကုန်းတစ်ခုဝင်လာပြန်အဲ့တော့ဖြစ်နိုင်တာကလူရဲ့1 byte ထဲမှာသူ့ရဲ့ဒီလာပြီးတော့နော်တတိတဲတယ်မွေးဖွားလာတယ်ဟလာဘာရုပ်လက္ခဏာမှလည်းမပြအောင်တာမန်လူတယောက်လိုပဲအခုအသက်20ကျော်အထိတာမန်လူတယောက်လိုပဲဒါပေမဲ့ရှေးဘဝအတိတ်ကံကျွန်တော်မမြင်နိုင်တဲ့အတိတ်ကံနဲ့ဟလာအဲ့ဒီအကျိုးအာနိသင်ဟာဒီအသက်22နှစ်အရွယ်ရောက်တော့မှပြရမယ်ဆိုတဲ့နော်ဇက်လန်းလေးကရှိကောင်းရှိနိုင်တယ်အထူးသဖြင့်သူ့ရဲ့မောင်လေးကိုစားတယ်ဆိုတဲ့အခြေအနေမှာလဲကျွန်တော်တွေးစရာရှိတာကရှေးဘဝတော့ရန်ညိုးရန်စားတွေများရှိခဲ့ဘူးလို့လားဒီဘဝမှာတော့ဟုတ်တယ်မောင်နှမဖြစ်တယ်သို့တော်လည်းပဲရှေ့ဘဝမှာပြောမယ်ဆိုရင်တကယ်ကိုအညှိုးကြီးခဲ့တဲ့ပြောမယ်ဆိုကျိန်စာတွေများရှိခဲ့လို့ဒီဘဝမှာလာပြီးတော့ဘလူးမဖြစ်ပြီးတော့မှအသက်22နှစ်အရွယ်ရောက်တော့မှပြန်စားတာလားအဲဒါကလည်းကျွန်တော်တို့စဉ်းစားစရာတွေအများကြီးရှိတယ်เนาะဘလူးတွေကကျွန်တော်သိရသလောက်ဆိုရေကြောက်တယ်ရေထဲကိုဆင်းရမှာကြောက်တယ်เนาะဘာဖြစ်လို့လဲဆိုတော့သူတို့ကရေထဲကိုဆင်းရတဲ့အခါကျရင်သူတို့ရဲ့ကိုရောင်ကိုဝါတွေဟလာသူတို့အယောင်ဆောင်ထားတဲ့ပြောမယ်လူရောင်ဆောင်ထားတဲ့အခြေအနေတွေကပြည့်ရင်းသွားနိုင်တယ်လူတွေတိသွားနိုင်တယ်ဒါကြောင့်လဲသူတို့ကရေကြောက်တဲ့အခြေအနေမျိုးရှိရလို့ကျွန်တော်သိရတယ်ဆိုတော့ဒီအသက်22နှစ်အရွယ်ဘလူးမကအရှိမတောက်လျှောက်လုံးကသူကရေနဲ့မထိတွေ့ဘူးလားပြတငယ်ချင်းအပေါင်းအသင်းနဲ့ရေဆော့ကစားတာတွေတော့မရှိဘူးလားဒါတွေကကျွန်တော်တို့မေးခွန်းထုတ်စရာတွေအကယ်၍များသာရေလဲမကြောက်ဘူးအရိတ်လဲရှိတယ်မျက်လုံးလဲမနှီးဘူးဆိုရင်လက်ရှိဖြစ်နေတဲ့အကြောင်းအရာဘလူးမှလုံးဝမဖြစ်နိုင်ဘူးတော့ကျွန်တော်သုံးသပ်ချင်တယ်။ဘာကြောင့်လဲဆိုတော့ဒါတွေကဖုံးလို့ဖိထားလို့ရတဲ့ကိစ္စမဟုတ်ဘူးဘလူးဆိုတာမျိုး။သူ့ရဲ့ဘလူးလက္ခဏာပြမှာပဲ။အဲ့တော့ပြမှာပဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျက်လုံးနှီးရမယ်။မျက်လုံးမနှီးဘူးဆိုရင်လည်းအရိတ်မရှိရဘူးဗျာ။ဒါမှမဟုတ်လည်းအဆွဲထွက်ကိုထွက်ရမယ်ဗျာ။တစ်ခုမဟုတ်တစ်ခုစမ်းသင်းတစ်ခုမဟုတ်တစ်ခုလက္ခဏာပြမယ်ဘလူးနဲ့ပတ်သက်တဲ့လက္ခဏာပြမယ်။အ
အဲ့တော့အဲ့22နှစ်လုံးအဲ့လက္ခဏာတစ်ခုမှမပြဘဲနဲ့မှအခုမှထပြတယ်ဆိုတာကတခြားသော case တွေပေါ့နော်တခြားသော case တွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ဘာဖြစ်လို့ဒီလိုပြောရလဲဆိုရင်လက်ရှိမှာဒီသတင်းထွက်နေတာကကာယကံရှင်တွေအခုမြင်တွေ့ကြရပါတယ်ဆိုတော့သူ့ရဲ့မိခင်တွေဖခင်တွေကထုတ်ဖော်ပြီးတော့မှဗီဒီယိုပြောလာတဲ့ case မဟုတ်သေးဘူးကျွန်တော်တို့ကချင်းချင်းပြောရကနေဒီသတင်းကဖြစ်တည်လာဖြစ်တယ်ဘလို့ပဲဖြစ်ဖြစ်အခုလိုမျိုးဒီသတင်းပြန့်နေတာကတကယ်သာဆိုရင်လေဒါကျွန်တော်တို့တာဝန်ရှိတဲ့လူတွေအနေနဲ့ဒီကိစ္စကိုစောင့်ကြည့်ပြီးတော့မှဒီဘလူးမောင်ရှောင်းဖမ်းမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူတွေအတွက်အနေရှိရလေအဲ့လိုမှမဟုတ်ဘူးတကယ်မဟုတ်ဘူးဆိုရင်လေဒီကိစ္စကိုကာယကံရှင်တွေအနေနဲ့ထွက်ပြီးတော့ဗီဒီယိုဖန်တီးပြီးတော့ရှင်းစေခြင်းနဲ့မဟုတ်ရင်ကျွန်တော်လူငယ်လူရွယ်လေးတွေကလေးတငယ်လေးတွေမိဘတွေအနေနဲ့ဆိုရင်ပူပန်မှုတွေကလေးတငယ်တွေကြောက်ရွံ့မှုတွေဖြစ်နိုင်တယ်လို့ကျွန်တော်အနေနဲ့ဒါသုံးသက်တင်ပြရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေကဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးဗာများမှတ်ချက်ပေးခြင်းနဲ့မှတ်ချက်ပေးခြင်းနဲ့ရှိကိုမှရေးသားကြပါကျွန်တော်နေ့စဉ်နဲ့များကြည့်ရှုအားပေးနေစားပြီးတော့တူတယောက်ချင်းစီအနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါမယ်ဗျ See you next video